ဒီနေ့ကမ္ဘာဖလားကိုလာရောက်ဆင်နွှဲကြမဲ့လူငယ်ကစားသမားလေးတွေဟာဘောလုံးလောကရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးမျိုးဆက်သစ်တွေဖြစ်တယ်ဆိုတာတင်သိပါသလားဒါကတော့ကမ္ဘာဖလားမှာစောင့်ကြည့်ရမယ့်ထိပ်တန်းလူငယ်ကစားသမား9ယောက်ပဲဖြစ်ပါတယ်အထူးသဖြင့်နံပါတ်1နေရာကကစားသမားကတော့တသင်းလုံးကိုတယောက်တည်းဆွဲပြေးကြော်ဖြတ်ပြီးဂိုးသွင်းနိုင်တဲ့အထိကြောက်ဖို့ကောင်းပါတယ်နံပါတ်5မီဂိုပက်စ်နီကာဖက်စ်ကိုမိုခမောက်အသင်းမှာတောက်ပနေတဲ့အာဂျင်တီးနားကွင်းလယ်လူငယ်လေးဟာအကောင်းဆုံးရာသီတစ်ခုကိုဖျက်ဆီးခဲ့ပြီးသူ့ရဲ့ပါရမီကိုပြသနိုင်ခဲ့ပါတယ်ကမ္ဘာဖလားမှာတောက်ပလာဖို့အရေးချင်းဆုံးရှိလို့သူ့ကိုတေချာစောင့်ကြည့်ရမှာပါနံပါတ်4အာရာကူလာအာဒဂူလာရီယယ်မက်ဒရစ်ရဲ့မော်ဆီယာလေးကတော့ကွင်းထဲမှာဘာတွေလုပ်ပြနိုင်လဲဆိုတာပရိသတ်တွေကောင်းကောင်းသိပါတယ်သူ့ရဲ့အမိုက်စားခြေစွမ်းတွေကိုကမ္ဘာဖလားပွဲစဉ်တွေမှာမြင်တွေ့ရမှာဖြစ်ပါတယ်နံပါတ်3ပေါင်ကူပါစီဖောက်ခ်ဘာဆေဘာစီလိုနာရဲ့အံ့ဖွယ်နောက်ခံလူငယ်လေးဟာတည်ငြိမ်မှုနေရာယူမှုနဲ့ခံစစ်အမြင်အလွန်ကောင်းမွန်သူပါကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတွေကိုတော့ထိန်းချုပ်နိုင်စွမ်းရှိပါတယ်ထိတ်ဆုံး2ယောက်ကိုမပြောခင်မှာဒီလိုဘောလုံးဗီဒီယိုတွေအမြဲကြည့်ရဖို့ follow လုပ်ထားပေးပါဦးပြီးတော့ဒီနေ့ကမ္ဘာဖလားမှာဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာကွန်မန့်မှာခန့်မှန်းပေးခဲ့ပါဦးနော်နံပါတ်2အန်ဒရစ်တမ်းပါတယ်အချိန်ကောင်းတဲ့ကိုယုံကြည်မှုအပြည့်ရှိတဲ့ဘရာဇီးတိုက်စစ်မှုလေးဟာရာသီအကုန်မှာဂိုးတွေမြိုင်သွင်းပြီးပွဲဖြေကိုရုတ်တရက်ပြောင်းလဲနိုင်စွမ်းရှိကြောင်းသက်သေပြခဲ့ပါတယ်နောက်ဆုံးထိပ်ဆုံးနေရာမှာရှိနေတာကတော့တသင်းလုံးကိုလိန်ခောက်ကျော်ဖြတ်ပြီးရင်သက်ရှုမောခွဲဂိုးတွေသွင်းယူနိုင်တဲ့စူပါစတာလူငယ်လေးဖြစ်ပါတယ်ဒီကစားသမားကဘယ်သူဖြစ်မလဲဆိုတာသိရင်ကွန်မန့်မှာသူ့နာမည်ကိုအမြန်ဆုံးရေးပေးခဲ့ကြပါဦး